ကိုတနာတဲ့သူတွေမဖြစ်နဲ့သူများရှေ့မှာလဲတနာစရာဖြစ်အောင်လဲနေစရာအကြောင်းလည်းမရှိဘူးအစင်မပြေလို့ဆိုပြီးတော့မှဘယ်သူကူညီမလဲဆိုတဲ့စိတ်နဲ့အတနာခံတဲ့ရုပ်လုံးဝမရှိရဘူးမှတ်ထားဘယ်လူမှတင့်ကိုတရားရာဂိုင်တော့မကူညီနိုင်ဘူးကူညီနိုင်တာဖရားတပါးတည်းပဲရှိတယ်လူတွေကိုအတနာခံလို့လူတွေစီကခမရမယ်ဟာတခုပဲရှိတယ်အတင်းတုတ်ခံရမယ်ဘယ်လူရှေ့မှာဒူးမထောက်နဲ့ဖရားရှေ့မှာဒူးထောက်တတ်တဲ့သူတွေဖြစ်ဖို့ဖရားအလိုတော်ရှိတယ်အာမင်ကြိုက်တဲ့လောက်လဲပါစေမှတ်ထား child of destiny ကြီးမားသောအမှုကိုပြုမဲ့လူတစ်ယောက်ကအမြဲတမ်းထိုးနှက်မှုတွေဆိုတာရှိတယ်အမြဲတမ်းဆွဲချခါတာရှိတယ်အမြဲတမ်းသိရတတ်တာမမျော်လင့်တဲ့ unexpected storm ဆိုတာမမျော်လင့်တဲ့မုန်တိုင်းဆိုတာဝင်လာတတ်တယ်စိုက်တာဝင်လာစမ်းမှာသင်နှုတ်ကနေထွက်တဲ့စကားကတာမှန်ပါစေမင်္ဂလာစကားတာပြောစမ်းပါအခြေအနေဆိုးရွားလို့သင်နှုတ်ကဆိုးရွားစရာအကြောင်းမရှိစေရဘူးကြိုက်တလောက်အမင်္ဂလာဖြစ်ပါစေတင်းနှုတ်ကမင်္ဂလာစကားသာများများပြောစမ်းပါအာမခံရတယ်ဒါပေမဲ့မျိုးစေ့ဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းအပင်ပေါက်ပြီးတော့အသီးသီးမှမဟုတ်ဘူးဗျာရှာတေးဗလာဝန်ခံခဲ့တယ်ငါမြန်မာပြည်သားတွေပဲတရားဟောမှာမဟုတ်ကဘာမှာရှိတဲ့သူတွေလူမျိုးတကာအတွက်ဖြစ်ရမယ်ဒီနေ့စပြီလေညီကောင်မောင်မတို့ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်ဖြစ်တယ်ဗျသင်လည်းဖြစ်ရမယ်သင်လည်းဖြစ်ရမယ်ဒါပေမဲ့တခုရှိတယ်အခြေအနေပြောင်းတိုင်းတင်းနှုတ်ကရှောက်ပြောင်းကြဘာအကြောင်းမှမရှိဘူးစိတ်တက်ကြစရာအကြောင်းမရှိဘူးစိတ်ပြတ်စရာအကြောင်းလည်းမရှိဘူးဒါပေမဲ့တင်းနှုတ်ကနေဘလောက်ပဲဆုံးရှုံးပါစေတင်းနှုတ်ကနေအောင်မြင်ခြင်းကြွေးကြော်ရင်မှတ်ထားအချိန်တစ်ခုရောက်လာရင်တားဆီးလို့မရနိုင်တဲ့အောင်မြင်ခြင်းတွေကတင်းရဲ့အတ္တတာထဲကိုအတုံးအယုံဝင်ရောက်လာလိမ့်မယ်